အားလုံးပဲမင်္ဂလာပါခင်ဗျဒုတိယမြောက်ဇာတို့စိန်ပတ်တကြီး3ညထိတ်ကနေပြူကြည့်ပါပဲဆိုတော့ကိုမဦးတော်အောင်ပဲနေတိုက်ကလည်း၄9ဝမ်းချင်း၄9ပတ်တီကို၄ဝမ်းခဲ့ပါတယ်ဒုတိယမြောက်ဇာတို့စိန်ပတ်တီနဲ့နေတက်ဝမ်းချင်းပတ်တီနဲ့3ည4ဆိုပြီးတော့မှတစ်ခါနဲ့တွဲပြီးတော့ဆင်လာခဲ့ပါတယ်ဆိုတော့တောင်းအောင်တို့3ည4ဆိုတဲ့ထွက်စင်မှာနှစ်သီးစားနဲ့အောင်ခဲ့တာဖြစ်တဲ့အတွက်ဘယ်သူတွေဘလောက်ဖို့ရလိုက်လဲဆိုတာ comment လေးတွေမှာတစ်ချက်ရေးခဲ့ပေးပါနော်အဲ့တော့တောင်းအောင်တို့အခုဒီဒုတိယမြောက်ဇာတို့စိန်ပတ်တီအောင်ဆိုလို့ပဲအဓိကထားပြီးကစားတဲ့ပထမဇာတို့စိန်ပတ်တီဂါဟုမကျော်ဇာတို့စိန်ပတ်တီကိုအဖွဲ့ဝင်ခြင်းပါတယ်ဆိုလို့ရှိရင်အဖွဲ့ဝင်လက်ခံနေပါပြီအဖွဲ့ဝင်ကြီး1000ချက်ပါဘာကိုအဖွဲ့ဝင်ခေါ်တဲ့ဆိုလို့ရှိရင်ပတ်တီကိုအဖွဲ့ဝင်ခေါ်ခြင်းမဖြစ်ပါတယ်ရေခဲတုံးဖက်အေးရမယ်ဇာတို့စိန်ပတ်တီပဲဖြစ်ပါတယ်နော်ရေခဲတုံးဖက်ရမယ်ဇာတို့စိန်ပတ်တီပါအဖွဲ့ဝင်ကြီး1000ချက်ပါအဖွဲ့ဝင်လို့ရမယ်ဖုန်းနံပါတ်ကတော့ KP ဖုန်းဝေးဖုန်းဘိုက်ပါဖုန်းဒီ39 98ခွန်332 534ပဲဖြစ်ပါတယ်နောက်ထပ် KB ရတဲ့ဖုန်းဝေးရတဲ့ဖုန်းဘိုက်ပါရတဲ့ဖုန်းဒီ39 262 3333ခွင့်ပဲဖြစ်ပါတယ်နော်ဖုန်း10ရန်တီးတန့်ဖုန်းဒီခွင့်ရှိကို393 8ခွင့်8ပဲဖြစ်ပါတယ်အဲ့တော့ဖုန်း10ရန်တီးတန့်ဆိုတာဘာကိုပြောတာလဲဆိုလို့ရှိရင်ဖုန်းခေါ်တာကကြိုက်တဲ့ဖုန်းကိုဖုန်းခေါ်လို့ရတယ်နော် KP လည်းမရှိဘူးဝှေးလည်းမရှိဘူးဘိုက်ပါလည်းမရှိဘူးလို့ပြောချင်တာခွင့်ရှိကို393 8ခွင့်8ကနားလေသဘောပေါက်မယ်လို့ထင်ပါတယ်ဆိုတော့ဒီနေ့တောက်ကြနေအတွက်28ရက်8လ2026ပွဲသိမ်းတောက်ကြနေအတွက်အကိုမဦးတို့အားလုံးအတွက်နေတဲ့ကလေးကတော့နှစ်ခွင်1ချိန်နှစ်ခွင်ပတ်တီ4 9 3 5စင်ကြီးပဲဖြစ်ပါတယ်ဗျနော်